ရခိုင်ပြည်လူမျိုးရေးပါတီရဲ့ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့အတွင်းမှုဖြစ်သူဆရာမစောမြဇာလင်းဟာဩဂတ်စ်လ25ရက်နေ့မှာ9ဦးပါအဖွဲ့ကိုဦးဆောင်ပြီးပြည်တော်စုမြန်မာနိုင်ငံတော်အစိုးရဝန်ကြီးတွေနဲ့တွေ့ဆုံဆွေးနွေးဖို့အတွက်ဘင်္ဂလားဒေ့ရှ်နိုင်ငံတက်နာမြို့ရှိကုန်သွယ်ရေးစိတ်ကမ်းကနေမြန်မာနိုင်ငံရခိုင်ပြည်နယ်မောင်းတောမြို့ကိုရောက်ရှိလာပါတယ်မောင်းတော်မြို့ရောက်မှာတော့ခရိုင်အုပ်ချုပ်ရေးမှူးမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်တန်းနာဆက်ကဒုကုကရေးမှူးဗိုလ်မှူးကြီးထုကိုတို့အပါအဝင်တက်ဆိုင်ရာအာဏာပိုင်တွေနဲ့အတူမြို့ကန်လူထုတွေကလာရောက်ကြိုဆိုခဲ့ကြပါတယ်အားလုံးကိုတောင်းပါမယ်နော်။ဒီကအစိုးရမှာလုံးစရာတွေအများကြီးလုံးနေရတော့ရုံးပိတ်ရဆိုတော့ကျွန်တော်တို့လည်းပိတ်ရတယ်ပိုက်ထားတာလည်းအရင်ထိတ်ခဲ့ရှိတယ်ဟုတ်တယ်မြို့နယ်ရေကျွန်တော်တို့ရှိမှလည်းရုံးဟုတ်နောက်ကလူတွေဒီမှာဆက်လက်ကျွန်တော်လည်းထိုင်ပါရမောင်းတော်မြို့ကိုရောက်ရှိလာတဲ့ဆရာမစောမြဇာလင်းနဲ့အဖွဲ့ဟာမောင်းတော်မြို့အုပ်ချုပ်ရေးမှူးရုံးမှာလာရောက်ကြိုဆိုသူမျိုးမိမျိုးဖတွေနဲ့၎င်းမောင်းတော်မြို့နယ် INTP ရုံးမှာပါတီဝင်တွေနဲ့၎င်းတွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်အဲ့နောက်မှာတော့မောင်းတော်မြို့နယ်မဟာတန်ခါနာယကဥက္ကဋ္ဌဆရာတော်ဦးကေတုကို၎င်းအောင်ပလာရဆရာတော်ကို၎င်းတွားရောက်ဖူးမြော်ခဲ့ပြီးမောင်းတော်မြို့နယ်အတွင်းကရခိုင်မွတ်စလင်အထီးကရုံးတွေကြောင့်ကယ်ဆယ်ရေးစခန်းတွေမှာရောက်ရှိနေကြတဲ့ဒုက္ခသည်စခန်းတွေကိုတွားရောက်ခါလှူဒန်းမှုတွေပြုလုပ်ခဲ့ပြီးဘူးသီးတောင်မြို့မှာညာအိတ်ရန်နာခဲ့ကြပါတယ်ခင်ဗျာ送茶嘛，弄你吧，耶。多嘞嘛，多嘞嘛。